အမျိုးသမီးအလုရှင်ကပေါင်မုတ်တစ်လုံးကိုပေါ့ပေါ့တန်တန်ကောက်ယူလိုက်တဲ့အခါအထဲမှာအသက်ရှင်နေတဲ့ပစွန်တစ်ကောင်ကိုတွေးလိုက်ရတယ်ဒါပေမဲ့စဖိုမှုတွေကိုအပြစ်မတင်ဘူးအဲ့ဒီအစားနန်စော်နေတဲ့ဝက်ဦးချောင်းဟင်းကိုဆက်စားနေလိုက်တယ်ပြီးတော့ရိုးရိုးအာလူပြုတ်ဟင်းချိုကိုစားကြည့်တယ်နောက်ဆုံးတော့ဒေါသထွက်ပြီးစဖိုမှုတွေကိုစူတယ်ဒါပေမဲ့စဖိုမှုကဒါတွေဟာငါနှစ်ကြာသူတည်တနာလုပ်ခဲ့တာလို့ညှင်းခုန်တယ်ကျမရဲ့ပြီးကျမတို့မိသားစုရဲ့ဝက်တောင်ဒီဟင်းကိုမစားဘူးလို့ပြောလိုက်တယ်စဖိုမှုကဒီကချက်ချင်းပဲဒေါသထွက်ပြီးချက်ပြုတ်တာကိုနားမလည်ဘူးလို့ကျမကိုဆွဆွဲကြတယ်ကျမထွက်သွားတော့မလို့ပဲသူကငါဒီထက်ကိုကောင်းတဲ့ဟင်းရတစ်ခုမချက်နိုင်ရင်ဒီကနေအသက်ရှင်လေးပြန်ထွက်မသွားရဘူးလို့ချင်းချောက်တယ်ကျမချက်ပြုတ်ဖို့ပဲရွေးချယ်စရာရှိတော့တယ်အာလူတစ်လုံးကိုကောက်ယူပြီးအခွန်ခွာပြီးတော့အချက်ပပလေးတွေလှိလိုက်တယ်ဒါကိုမြင်တော့စဖို့မှုကပါဝင်ပစ္စည်းတွေကိုဖျက်ဆီးလိုက်လို့ကျမကိုလောင်ပြောင်တယ်အရင်ကအာလူခွန်ခွာတဲ့သူတော့မမြင်ဘူးကျမစကားမပြောနိုင်ပဲကြော်ထားတဲ့အာလူကြော်တပကံကိုအမြန်လှုပ်လိုက်တယ်စပိုမှုတယောက်ကကျမရဲ့လုပ်ရက်တွေကမလိုအပ်ဘူးလို့လောင်ပြောင်တယ်ဒါပေမဲ့စားပြီးတဲ့နောက်သူအံ့အားသင့်ပြီးချက်တီးထသွားတယ်ဆက်စုကျင်စိမ့်နဲ့အမျိုးသမီးသူထေကတခိုက်လိုက်တယ်နောက်တစ်စက္ကန့်မှာသူမကကျွန်တော်ကိုခစ်တစ်ချက်ပြုတ်နေပါရမီရှင်လို့ခေါ်ပြီးဟင်းရရဲ့မူပိုင်ခွင့်အတွက်ဒေါ်လာ9တန်းကန့်လန့်ခဲ့တယ်ကျွန်တော်ဘာမှပြန်မပြောနိုင်ခင်မှာပဲအမျိုးသားစပိုမှုပြန်ခွင့်မှာသူ့ကိုစားရှင်ပြိုင်ဖို့ဖိတ်ခေါ်ခဲ့ပြီးနောက်ထပ်ဒေါ်လာ30တန်းကန့်လန့်ခဲ့တယ်ကျွန်တော်မသိခဲ့တာကမကြသေးခင်ကတကဘာလုံးရဲ့ချက်ပြုတ်နိုင်စွမ်းဟာအစပေါင်း1000ကျဆင်းသွားခဲ့တယ်ရိုးရိုးရေစိမ်အာလူတပကံတောင်ရှားပါတဲ့အစားအစာတစ်ခုအဖြစ်သတ်မှတ်ခံရပြီးကြက်ဥကြော်ထမင်းချက်နိုင်တဲ့သူကိုချက်ပြုတ်တဲ့နက်ဖျားလို့ခေါ်ကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့ချက်ပြုတ်မှုကလုံးဝမထိခိုက်ခဲ့ပါဘူးငွေကြေးရဲ့တွေးဆောင်မှုကြောင့်ပြိုင်ပွဲဝင်ဖို့သဘောတူခဲ့တယ်ဟင်းရရွေးချယ်တဲ့အခါတတိကချုံမြင်တဲ့ခရမ်းကျင်တီးရီကိုရွေးချယ်ခဲ့တယ်တော်ဝင်စဖိုမှုကရေစိမ်ထားတဲ့ကြက်သွန်မြစ်ကိုရွေးချယ်ခဲ့တယ်တတိယတစ်ယောက်ကတော့ကျွန်တော်ရဲ့ရီစားဟောင်းမှာသူမကအခက်ခဲဆုံးဟင်းရဖြစ်တဲ့ငရုတ်သီးစိမ့်တုပ်ကိုရွေးချယ်ခဲ့တယ်ကျွန်တော်ကအယိုးရှင်းဆုံးဖြစ်တဲ့ကြက်ဥကြော်ထမင်းကိုရွေးချယ်ခဲ့တယ်ချက်ပြုတ်တဲ့နက်ဖျားတစ်ပါးတည်းသာချက်နိုင်တဲ့အတွက်လူအုပ်ကြီးကဒေါသထွက်ခဲ့ကြတယ်ဘယ်သူမှကျွန်တော်လုံနိုင်မယ်လို့မယုံကြဘူးကျွန်တော်ရဲ့ရီစားဟောင်းတောင်မှပြိုင်ပွဲကနေနှုတ်ထွက်ဖို့ပြောခဲ့တယ်ကျွန်တော်သူတို့ကိုလစ်လျူရှုပြီးတိတ်ဆိတ်စွာချက်ပြုတ်ခဲ့တယ်တစ်ချိန်တည်းမှာပဲစဖိုမှုအားလုံးကသူတို့ရဲ့အကောင်းဆုံးဟင်းလျာတွေကိုဖန်တီးဖို့အကောင်းဆုံးစူးစမ်းနေကြတယ်တနာရီကြာမှာတခြားပြိုင်ပွဲဝင်တွေကတယောက်ပြီးတယောက်အပိသက်ပြီးဒိုင်လူကြီးတွေစီယူလာကြတယ်ချုံမြိန်နဲ့ခရမ်းကျင်တီးနဲ့ရေစိမ်ထားတဲ့ကြက်သွန်မြေတွေကိုကမ္ဘာထိပ်တန်း30မျိုးမြောက်ဟင်းလျာတွေထဲမှာထည့်သွင်းခဲ့ပြီးအထူးသဖြင့်ဒိုင်လူကြီးတွေကချန်ပီယံအဖြစ်တင်ကြီးတညွတ်တဲကြီးညာခဲ့တဲ့ငရုတ်သီးစိမ့်တုပ်ကိုရွေးချယ်ခဲ့ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်ဟင်းလျာကိုချက်ပြီးသွားတယ်ဒိုင်လူကြီးတွေစီယူလာခဲ့တယ်လူတိုင်းကကျွန်တော်ကြရှာသုံးသွားပြီလို့ထင်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကြက်ဥကြော်ထမင်းဘူးကိုခွဲလိုက်တဲ့အခါရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာတယ်မြည်ဆန်းကြည့်ပြီးတဲ့နောက်ဒိုင်လူကြီးတယောက်ကမျက်ရည်ကျလာတယ်သူဒီလောက်ရတာရှိတဲ့အစားအစာကိုတခါမှမစားဘူးမကြခင်မှာပဲလူတိုင်းကကြက်ဥကြော်ထမင်းတစ်ကိုက်စာအတွက်အယူမှုရုန်းကန်ခဲ့ကြတယ်